UFC Flyweight Dan Champion Joshua Ben ဟာ UFC 328မှာ Japan Fighter Tatsuro Taira နဲ့မတွေ့ခင်ပုံမှန်လင်းအင်တာဗျူးတစ်ခုပြုလုပ်ထားခဲ့ပါတယ်။ဒီအင်တာဗျူးမှာသူ့ရဲ့လေ့ကျင့်ရေးအခြေအနေဒဏ်ရာသတင်းတွေနဲ့ပြိုင်ဘက်ပေါ်သူ့ရဲ့အမြင်တွေကိုဘယ်လိုဖြေကြားသွားသလဲဆိုတာကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ဗျာ။ Joshua Ben ရေမင်းရဲ့အသင်းကမင်းကိုအမြဲထိန်းချောင်းနေရတယ်လို့သိရပါတယ်။မင်းဘက်ကရောတစ်ခါတလေလွတ်လွတ်လပ်လပ်နေချင်တယ်လို့ပြောခဲ့တာမျိုးရှိလားလို့မေးခဲ့ပါတယ်။ Joshua Ben ဘက်ကတော့မရှိပါဘူး။ကျွန်တော်နီးပြကကျွန်တော်အတွက်ဖခင်တယောက်လိုပါပဲ။ကျွန်တော်စိတ်တူနေတော့သူကအဝေးကနေသိနေပါတယ်။ဘာဖြစ်တာလဲဆိုပြီးဘေးကိုခေါ်မိတတ်တာမျိုးပါ။ပွဲအတွက်ပြင်ဆင်နေချိန်မှာတော့ကျွန်တော်ကလေ့ကျင့်ရေးမှာပဲအာရုံအပြည့်စိုက်ထားတတ်ပါတယ်။ပွဲပြီးမှပဲလွတ်လွတ်လပ်လပ်ပြောပါတာမျိုးပါ။တခါတလေပြောလွန်းလို့အိမ်ပြန်ဖို့တော့မေးသွားတယ်လို့နီးပြတွေကလိုက်ခေါ်ရတာမျိုးလည်းရှိပါတယ်ခမရအနေနဲ့အသက်ငယ်ငယ်နဲ့အရေးချင်းတွေအမြန်တိုးတက်လာနေတဲ့ပေါ်လေ့ကျင့်မှာခမရမကြိုက်ဆုံးအရာကဘာများဖြစ်မလဲဗျာတကယ်တော့လေ့ကျင့်ရေးအကုန်လုံးကခက်ခဲတာကြီးပါပဲအိမ်မနေအရန်ပြင်းမှုကောင်းလို့ကျွန်တော်ကတော့အမြဲချင်းမှာပဲနေကြပါတယ်ဒါပေမဲ့အလေးမရတာနဲ့ကာဒီယိုပိုင်းလုပ်ရတာကိုတော့တကယ်မုန်းပါတယ်အလေးမလို့ကြွက်သားတွေထွက်လာရင်မှန်တဲ့ကြည်ပြီးငါကြည်ကောင်းနေပါလားဆိုတဲ့ခံစားချက်ကတကယ်ကိုမိုက်ပါတယ်အခုပွဲမှာ Japan Fighter Tatsuro Taira နဲ့ထိုးရမယ်လို့ကြိုသိခဲ့တာမျိုးရှိလားဗျပြီးတော့ခမရအနေနဲ့ဒဏ်ရာရနေလို့ပွဲဖြတ်တယ်ဆိုတဲ့ဝေဖန်မှုတွေကိုရောဘယ်လိုတုံ့ပြန်ခြင်းတလဲဗျာကျွန်တော်ကတော့ပန်ဒိုဂျာဒါမှမဟုတ်မာနယ်ကက်နဲ့အရင်ထိုးရမယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့အခု Japan Fighter Tatsuro Taira နဲ့ထိုးရတာကိုလည်းအရင်စိတ်လို့ရှားပါတယ်ဒဏ်ရာကိစ္စကတော့နီးပြတွေကကျွန်တော်ကို100ရာခိုင်နှုန်းအစင်းနဲ့ဖြစ်စေခြင်းလို့ခိတ္တနားခိုင်းခဲ့တာပါဒါနဲ့ကျွန်တော်တငယ်ချင်းပွဲဥထွက်မှာကျွန်တော်သွားအားပေးတာကိုကြည့်ပြီးကျွန်တော်ဒဏ်ရာမရပါဘူးဆိုပြီးတချို့ကဝေဖန်လာတာတွေ့ရပါတယ်ကျွန်တော်ကတော့ကျွန်တော်ခြေထောက်ကျိုးနေရင်တောင်ကျွန်တော်တငယ်ချင်းပွဲအတွက်အားပေးဖို့ရအောင်သွားမှာပါဂျပန်ဖိုက်တာတက်ဆူရိုတိုင်နာရဲ့မြေပြင်တိုက်ပွဲစမ်းဆောင်ရည်တွေကိုရောခမရဘယ်လိုမြင်တယ်လဲဗျာခမရရဲ့ဂျင်မာရောသူ့တက်ပိုတော်တဲ့သူတွေများရှိမလားဗျာဂျပန်ဖိုက်တာတက်ဆူရိုတိုင်နာကိုကျွန်တော် TV ထဲမှာပဲမြင်မှုခဲ့တာပါလူချင်းတွေ့မှာပဲသူဘယ်လောက်တော်လဲဆိုတာသိရမှာပါဒါပေမဲ့ကျွန်တော်ရဲ့သင်းမော်တွေနဲ့ကျွန်တော်တို့လေ့ကျင့်နေတာကိုသာခမရမြင်ရင်ကျွန်တော်ကိုဘာလို့ The Fear လက်လို့ပေးထားတယ်လဲဆိုတာခမရမျက်ဝါးထင်ထင်မြင်တွေ့နိုင်မှာပါဆိုပြီးအင်တာဗျူးကိုဆုံးသက်ထားပါတယ် UFC 328ပြိုင်ပွဲကြီးမှာချန်ပီယံကပတ်ကာကွယ်ဖို့အတွက်မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိနေတဲ့မြန်မာကုံဆောင် Joshua Ben တယောက်ဂျပန်ဖိုက်တာကိုဘယ်လိုအခက်မလဲဆိုတာလာမယ့်မေလ10ရက်နေ့မြန်မာစံတော်ချိန်တနင်္ဂနွေနေ့မနက်ပိုင်းမှာကျွန်တော်တို့ရင်ခုန်စိတ်လို့ရှားစွာနဲ့စောင့်ကြည့်လိုက်ကြရအောင်ဗျာကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲချမ်းသာကြပါစေခင်ဗျာ